100 ပါတယ်ပြုတ်ကဲနော် China set 100 ပါတယ်ဒီမှာ stamp မတင်းstamp မတင်းအဲ့မဲ့ stamp မလေးပဲသူ့မှာဘောလေးထွက်နေတာကြည့်လိုက်ဟိုတွဲဖို့ထွက်နေလားနော်တွဲဖို့ထွက်နေတယ် stamp မတင်းဘူးပါလိုက်ဖို့တွေထွက်နေတယ်နော်အဲ့တော့ဒီကောင်ကဘာကြောင့်အဲ့ဒါဖြစ်တာလဲဆိုရင်သူ့ရဲ့ logo လေးတွေထွက်လာချက်ကြည့်လိုက်မထွက်ဘူးနော်5ကိုလမ်းကြောင်းတွေမထွက်ဘူးဒီဘက်3ကိုလမ်းကြောင်းဒီဘက်3ကိုမထွက်ဘူးနော်ဒီဘက်မှာဆိုလို့ရှိရင် 1.8 ကိုမထွက်ဘူးအဲ့တော့ဒီကောင်ရဲ့ byte ကိုနှံကြည့်အောင်ဒီ byte ထဲမှာဘာတွေရှိလဲbyte ထဲမှာဘာတွေရှိလဲနှံကြည့်လိုက်နော်ခဏလေးပို့ချလိုက်နော် CA 1235နော် C 1235က 1.5 volt 1.8 volt 2.5 volt 3.3 volt 5 volt ထွက်တယ်အဲ့တော့သူ့ရဲ့အဝင်ဘိုးလေးဒီတွဲဖို့ဖြစ်ပြီးတော့15ဘိုးလောက်ဝင်လို့ရတယ်အဲ့ရနေမိမိလိုချင်တဲ့ဘိုးကိုထုတ်မှာပေါ့နော်အဲ့တော့ဒီမှာဘာပြဿနာတက်တာလဲဆိုရင်5 volt လမ်းကြောင်းကစမထွက်တဲ့အတွက်အမြင့်ဆုံးဘိုးက12ဘိုးပေါ့ဒုတိယအမြင့်ဆုံးက5ဘိုးပေါ့နော်တတိယအမြင့်ဆုံးကျတော့သူ့ဘာလို့ဖြစ်သွားလဲမယ်ဒီမှာတွဲဖို့ထွက်နေတယ်ဒါတွဲဖို့ထွက်နေတယ်နော်အဲ့တော့တွဲဖို့ရယ်ground ရယ်ပေးလိုက်မယ်တွဲဖို့ရယ် ground ရယ်ပေးလိုက်မယ်ဒီမှာကျတော့ step by 5ဖို့ရှိတယ် step by 5ဖို့จะပေးကြည့်လိုက်မယ်ဆိုရင်5ဖို့ရောက်လာရင် तू no ကို no ရမယ်ဆိုင်ရဆိုင်ရနော်ဆိုင်ရဆိုတော့စနိုးလာပြီဒီစနိုးလာဒါတရုတ် AG တရုတ် AG smart ပေါ့နော်တရုတ်ကပ်ပါပဲဒါပေမဲ့ AG ဆိုပြီးတော့ထုတ်ထားတဲ့ AG အတူရတယ်တော့ဘုရားရှင်